ဘောလုံးမတရားအမှားကျွလွန်တာဟာပုံမှန်ပါပဲဆိုတဲ့အမိုရင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ရွှေ Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လောကမှာအမှားမကျွလွန်မှုတဲ့လူရဲစွာခက်ရှားရှားပါပဲကျွန်တော်လည်းအမှားတွေလုပ်ခဲ့ဘူးသူတို့အားလုံးလည်းမတူညီတဲ့အမှားတွေကိုကိုစီရင်ဆိုင်ကြုံတွေ့ခဲ့ကြဘူးမှာပါဒါမှလည်းအမှားဆိုတာပြန်လည်ပြင်ဆင်လို့ရတဲ့အမှားရှိလို့ပြန်လည်ပြီးတော့ပြင်ဆင်လို့မရတဲ့အမှားလည်းရှိပါတယ်နောက်ပြီးတော့ဒီအမှားပြန်လည်ပြင်ဆင်လို့ရတဲ့အမှားပါကွာဆိုပြီးတီးတီးရက်နဲ့မှားနေလို့လည်းမရပါဘူးပြောရရင်တော့တီးခံမှန်းတီးလို့နေရက်ကိုဆိုရေးတက်ပြီးတော့ဆွတ်တယ်လို့မျိုးဒီကောင်ကလုံးလို့ရပါတယ်ကွာဆိုတဲ့ပုံစံမျိုးလုံးနေခဲ့တယ်လို့ဒီအမှားမျိုးကအရင်ကလည်းမှားဘူးတာပဲဘာဖြစ်တာမှတ်လို့လဲဆိုတဲ့ပုံစံမျိုးတွေတော့လုံးလို့မရဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်နေရာတိုင်းမှာသူ့တိုင်းတာနဲ့သူဆိုတာရှိသလိုမျိုးအတိုင်းတာတစ်ခုကြော်လွန်လိုက်တဲ့အခါမှာဘယ်သူမှနားလေခွင့်လို့ပေးနိုင်ကြမှာမဟုတ်ပါဘူးလောကမှာအဲ့လိုလုံးနေခဲ့ကြသူတွေအများကြီးပါပဲတစ်ဖက်လူကိုလေးမထားတာတစ်ဖက်သားကိုဂီယူမဆိုင်တာစတဲ့ပုံစံနဲ့လှုပ်ချင်တိုင်းလှုပ်မှားချင်တိုင်းမှားနေခဲ့ကြသူတွေအများကြီးပဲလို့ဆိုချင်ပါတယ်အဲ့လိုလူသားတွေမှာမန်ယူတင်းရဲ့ဂိုးသမားဖြစ်သူအိုနာနာလည်းအပါဝင်ပါပဲအိုနာနာရဲ့အသုံးချမှုတွေကိုမြင်ရတော့သူ့အတွက်အသင်းကနေထွက်ပေးလိုက်တဲ့ဒေကီယာဝရမသွားပြီးတော့သတိတရဖြစ်မိသွားပါသေးတယ်ဒေကီယာဆွာမန်ယူတင်းတို့ကစနေဟာဒီကြဖြတ်တန်းခဲ့တဲ့ဂန်တွင်ဂိုးသမားတယောက်ဖြစ်ပြီးတော့အဲ့လိုဂိုးသမားကိုတော့မှမန်ယူတင်းကဖယ်ရှားခဲ့ပြီးအိုနာနာကိုစားထိုးခေါ်ခဲ့ကြတာပါဒေကီယာကိုအသင်းကနေထုတ်ပယ်တာကလည်းအိုနာနာကိုခေါ်ယူသွားဖို့ပါပဲဒါပေမဲ့အိုနာနာလိုဂိုးသမားတယောက်ကိုခေါ်ယူဖို့ဒေကီယာကိုစရိလိုက်ရတာလုံးဝမတန်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပြီးတော့ဒေကီယာနဲ့တူချန်ပီယံလိဝင်ဝင်ရရှိခဲ့တဲ့မန်ယူတင်းဟာအိုနာနာနဲ့တူချန်ပီယံလိအုပ်စုပြိုင်ပွဲမှာအုပ်စုအောင်ဆုံးနေရာနဲ့စံချိန်တွေပေးကို15ဂိုးထိခွင့်ပြုပေးခဲ့ပြီးတော့ထွက်ခွာခဲ့ရတာပါဒီကရမရှိတော့တဲ့မန်ယူတင်းဂိုးပေါက်ကိုအိုနာနာတောင်းဝင်ပြီးချိန်မှာမန်ယူတင်းကပရီးမီးယားလိမပေးစရာအဆင့်8နေရာရောက်ရှိခဲ့သူအဲ့လိုရောက်ရှိမှုကလည်းမန်ယူတင်းရဲ့တမိုင်းမှာတမိုင်းရဲ့မှတ်တမ်းတစ်ခုဖြစ်သွားစေခဲ့ပါတယ်ဒီနေ့ဘောလုံးရာသီမှာဆိုရင်ပိုလို့တောင်စိုးသေးတယ်လို့ဆိုရမှာဖြစ်ပြီးမန်ယူတင်းကပရီးမီးယားလိမပေးစရာအဆင့်73နေရာမှာရပ်တည်နေခဲ့ကြတာပါဒါဒီကရနေရာအစားဝင်လာတဲ့အိုနာနာရဲ့အသုံးမကျခြင်းတွေကြောင့်လို့ဆိုရမှာဖြစ်ပြီးတော့ဖြစ်ပျက်သမျှတိုင်းကသူ့ကြောင့်ကြီးပဲမဟုတ်ရင်တော့သူ့ရဲ့အမားတွေနဲ့မကင်းဘူးလို့ပဲဆိုချင်ပါတယ်အိုနာနာတယောက်မိုင်းကိုရောက်လာကြတဲ့ကအမားတွေကျူးလွန်နေကြတာဟာမရေတွန်းနိုင်တော့တဲ့အထိလို့ဆိုရမှာဖြစ်ပြီးတော့အခုနောက်ဆုံးကစားထားခဲ့တဲ့လိုင်ယွန်တင်းနဲ့ယူရိုပါလိကွာတာဖိုင်နယ်ပထမကြော့ပွဲစဉ်ထိလို့ဆိုရမှာပါလိုင်ယွန်တင်းနဲ့ကစားခဲ့တဲ့ယူရိုပါလိပွဲစဉ်မှာမန်ယူတင်းဟာတမန်တကိုးစီတရားလိုက်ထွက်ပေါ်ခဲ့တာဖြစ်ပြီးတော့လိုင်ယွန်တင်းဘက်ကိုပေးလိုက်တဲ့ဂိုးတွေမှာဆိုရင်နှစ်ဂိုးစလုံးကအိုနာနာရဲ့အမားတွေနဲ့မကင်းခဲ့ဘူးလို့ဆိုရမှာပါလိုင်ယွန်တင်းရဲ့ဥဆောင်ဂိုးမှာလည်းအသားရကန်နေလိုက်တဲ့ဘောလုံးကိုဆွဲထွက်ဖမ်းလို့ရပေမဲ့ဒီတိုင်းငေးကြည့်နေခဲ့ပြီးတော့ဥဆောင်ကိုစတင်ခွင့်ပြုပေးသွားခဲ့ရတာပါမိနစ်90ပေးလို့နားစင်ချိန်မှာဆိုရင်လည်းပြိုင်ဘက်ကစားမရဲ့ကန်ချက်ကိုတေချာမိအောင်မဖမ်းခဲ့ပဲသူ့လက်ထဲကနေပြန်ထွက်ကျလာတဲ့ဘောလုံးကိုရိုင်ချာကီကပိတ်သွင်းခဲ့တဲ့အတွက်လိုင်ယွန်ကခြေပါကိုရရှိခဲ့ပြီးတဖန်တကိုးစီနဲ့ပြီးဆုံးသွားခဲ့တာပါအဲလိုမာရီဇက်တိုက်ကျူးလို့နေခဲ့တာတစ်ခါနှစ်ခါမကတော့သလိုဘယ်နှခါလောက်ရှိမှမသိအောင်အမာရီဇက်တိုက်ကျူးလို့နေခဲ့တာပါအဲလိုအမာရီဇက်တိုက်ဆိုလိုကျူးလို့နေခဲ့တဲ့အိုနာနာနဲ့ပတ်သက်ပြီးတော့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာရူဘယ်အမိုရင်ကအိုနာနာကိုကျွန်တော်အပြည့်အဝယုံကြည်မှုရှိပါတယ်ဘောလုံးပွဲတွေမှာအမားလောက်တာကဖြစ်လေဖြစ်တာရှိပါတယ်ဒီဟာဒီကိုပြန်ကြည့်ရင်လည်းပြီးခဲ့တဲ့ပွဲတွေမှာပြီးခဲ့တဲ့လတွေတွင်ကျွန်တော်ကျူးလွန်ခဲ့တဲ့အမားတွေကကျွန်တော်ကစားမတွေထက်တောင်ပိုများပါသေးတယ်အခုလောလောဆယ်အိုနာနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာမှမပြောချင်ပဲသူနဲ့လည်းကျွန်တော်မတွေ့ရသေးပါဘူးကျွန်တော်ကတော့အိုနာနာရဲ့အခြေအနေပေါ်အမှန်တိုင်းပြောဖို့အတွက်အခုသတင်းစာရှင်းလင်းပွဲရောက်ရှိလာဖြစ်ပြီးတော့ဘောလုံးသမားတို့အမှားကျူးလွန်တာကပုံမှန်ပါပဲဆိုပြီးတော့ပြောကြားသွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ရှိကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တော့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်